မင်္ဂလာပါရှင်ဒီနေ့တော့ retro ပုံစံနဲ့ရန်လန်းနေတဲ့ Ascura Snapro Digital Keychain Camera လေးကို review လုပ်ပေးသွားမှာပါဒီကင်မရာက blind box ဖြစ်တဲ့အတွက်အထဲမှာဘယ်ဒီဇိုင်းကလာရမလဲဆိုတာမဖွင့်မချင်းမသိရပါဘူးစုစုပေါင်းဒီဇိုင်း9မျိုးပါရှိပြီးတော့ normal color 6မျိုး secret color 1မျိုးပါဝင်ပါတယ်ကင်မရာဒီဇိုင်းကflame roll ပုံစံ retro design ဖြစ်တာကြောင့်မို့ ADS style ကိုသဘောကျတဲ့သူတွေအတွက်အရန်ကိုချစ်စရာကောင်းပါတယ်။ keychain နဲ့ပါလို့အိတ်ပတ်တွေမှာလည်းအလွယ်တကူချိတ်လို့ရပါတယ်။ဒီဘက်ဘေးကအဝါရောင်ပူလေးကတော့ရင်ထဲကဖောက်ပြထားတဲ့ Kodak Camera Digital Keychain Camera လေးပါ။အခုဖောက်ပြမှာကတော့ Ascura Snapro Digital Keychain Camera လေးပါရှင်။နှစ်ခုလုံးက blind box မျိုးစားအတူတူပါပဲနော်။ဒီနေ့လည်းမနေ့ကလိုပဲအမေကပစ္စည်း quality ကောင်းမကောင်းသိရအောင်လို့ review တပူဖောက်ပြီး review ရိုက်ပြမယ်ပေါ့နော်အခုမိတ်ဆက်ပေးတဲ့ Ascura Snapro ကဂျပန် logo ဂျပန် brand ဖြစ်လို့ quality ကိုယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါတယ်ရှင်ဒါလေးကတော့မနေ့က quality စမ်းပြပေးထားတဲ့ Kodak Camera Keychain Digital Camera လေးပါအမင် quality ကို photo ကိုပြီးရောစမ်းပြဖို့လုပ်ပြင်မယ် SD cam မထည့်ရသေးတာကိုမေ့သွားတဲ့အတွက် quality တိကျတော့မပြလိုက်ရဘူးပေါ့နော်အားလည်းသိမရှိလို့ခဏပြန်ပိတ်ထားလိုက်ပါတယ်ကဲထဲမှာဘလို့ပုံစံလေးပါမလဲဆိုတာကိုတပူးရွေးချယ်ပြီးတော့ review ပြပေးသွားပါမယ်။သူက blind box ဆိုတော့ဘာဒီဇိုင်းပေါက်မလဲဆိုတာကိုမသိရတဲ့အတွက်ရင်တော့ခုံရတာပေါ့နော်။သူ့ရဲ့ packaging လေးကတော့ဒီလိုမျိုးလေးပေါ့နော်။သူ့ရဲ့ဒီဇိုင်းလေးကဒီဒီဇိုင်းလေးပါ ADS Snapro Flame Simulation Digital Camera ဆိုပြီးရေးထားပါတယ်။ဒါလေးကတော့အရင်နေ့ကဖောက်ပြထားတဲ့Kodak Camera Keychain Digital Camera လေးပါKodakကကြတော့ screen အလျားလိုက်ရှိမယ်ပေါ့နော်အခု Ascura Snapro လေးကကြတော့ flame design ဖန်တီးထားတာဖြစ်တဲ့အတွက် flame လေးကမှာ screen လေးပါပါတယ်သူကတော့အမြင့်နည်းနည်းပိုမြင့်ပြီးတော့ screen ကပြန်အလိုပါပိုသေးမယ်အမြင့်ပိုပြီးကျယ်မယ်ပေါ့နော်သူ့ရဲ့ original color 6ရောင်ပါရှိမယ်ပေါ့နော်။တစ်ရောင်ကတော့ secret color mystery color လေးပဲဖြစ်ပါတယ်။အဲဒါဆိုရင်ကြောညာကဏ္ဍရှည်နေဆိုတော့အခုပဲဘယ်လိုဒီဇိုင်း color လာမလဲဆိုတော့ဖောက်ကြည့်လိုက်ရအောင်။ပထမဆုံးဘယ်ကာလာရမလဲဆိုတာကြည့်ဖို့ရင်ကုန်စိတ်လို့ရှာမှုထိမှုအနေနဲ့သူ့မှာပါတဲ့စာရွက်လေးကိုထုတ်ကြည့်လိုက်ပါတယ်။ဒါလေးကတော့မီနူးစာရွက်လေးပါ။အသုံးပြုပုံစာရွက်လေးနဲ့ဘယ်ကာလာပတ်တန်ရှိရဆိုတာပြထားတဲ့စာရွက်လေးပါရှင်။ကာလာလေးကတော့ green ပေါက်သွားပါတယ်ရှင်။ဒါကတော့သူ့ရဲ့ quality ကိုပြဖို့အတွက်ပို့ဖောက်လိုက်ပါမယ်အခုထုတ်နေရလေးက flame လေးမဟုတ်ဘူးเนาะသူက digital camera လေးပါရှင်ကင်မရာရဲ့အောက်မှာတော့သူက box လိုမျိုးလေးထည့်ပေးထားတာပေါ့နော်အမင်တင်တာကတော့ keychain လေးနဲ့သူ့ရဲ့ USB type C အားသွင်းကြိုးလေးကိုထည့်ပေးထားတာဖြစ်မယ်ထင်ပါတယ်ဘူးလေးကတော့ဒီလိုပုံစံလေးပါချင်းတဲ့အတိုင်းပါပဲသူက keychain လေးပါမယ် type C အားသွင်းကြိုးလေးပါမယ်အားသွင်းကြိုးနဲ့ keychain ထည့်ထားတဲ့ဘူးလေးကအစား flame ဘူးပုံစံအတိုင်းပြုလုပ်ထားတာမို့ဆွဲဆောင်မှုလည်းရှိပါတယ်ရှင်ဒီဇိုင်းလေးကတကယ်ကို glassy ဖြစ်ပြီးကျွတ်တိုက်လေးနော်လက်ထဲမှာကင်ထားရင်လည်းသူကအတော်ပါပဲရှင်ကင်မရာလေးကသေးပေမဲ့ဆွဲဆောင်ရတော့မသေးပါဘူးရှင်အနောက်မှာ 1.3 inch screen ပါတယ်လို့ဓာတ်ပုံတွေမကဘဲနဲ့ 920p view ကိုလည်းရိုက်ကူးလို့ရပါတယ်။ဓာတ်ပုံရရင်လည်း flame camera style frame လေးနဲ့ filter 4မျိုးတောင်ရွေးလို့ရပါတယ်။ဒါလေးကတော့သူ့မှာပါတဲ့ menu လေးပါဂျပန်
ဂျပန်စာအပြည့်နဲ့တော့ရှင်းပြထားတယ်ပေါ့နော် translate software သုံးပြီးတော့ဘာသာပြန်ကြည့်လို့လည်းရပါတယ်ချင်းချုပ်ပြောရမယ်ဆိုရင်တော့ဒီ Snapro Digital Camera လေးတွေက Design Fan Retro Bike ကိုအဓိကထားတဲ့ကင်မရာပဲဖြစ်ပါတယ်လက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ် daily snap လေးတွေရိုက်ဖို့ပဲဖြစ်ဖြစ်အရန်ကိုတင်တော်ပါရှင်